Arsenal ပြပြဘာမှ channel ကိုအားပေးဝေးရနေကြတော့ညီကောင်များအားလုံး Arsenal ချစ်ပြည့်တဲ့များအားလုံးနဲ့အတူတူကျွန်တော်တို့ဘလုံးချစ်ညီကောင်များအားလုံးမင်္ဂလာပါလို့ဥစ္စာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာကျွန်တော် Arsenal ပြပြဘာမှ channel လေးကိုအားပေးဝေးနေကြညီကောင်များအားလုံးနဲ့အတူတူကျွန်တော်ကိုဒီဗီဒီယိုလေးကိုမြင်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်တဲ့ like and subscribe လုပ်ပြီးအားပေးဝေးရပေးကြပါဦးလို့အားလုံးကိုကျေးဇူးပါခင်ဗျာ Okay ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ကျွန်တော် Everton နဲ့ Arsenal ကျွန်တော်21ရက်ဆက်နောက်25ရက်တနင်္ဂနွေနေ့မနက်မှာကန်မဲ့ဟာလား2နာရီခွဲမှာကန်မဲ့ Everton နဲ့ Arsenal ပွဲနော်ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးကျွန်တော်ဒီဗီဒီယိုလေးနဲ့အတူတူကျွန်တော်ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော် Everton နဲ့ Arsenal ကကျွန်တော်တို့နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ Everton ကနိုင်ပွဲတစ်ပွဲမှမရှိဘဲနဲ့သေ2ပွဲ Arsenal 3ပွဲနိုင်လာပါတယ်โอเคအဲ့တော့သေ2ပွဲအကြောင်းလာပြီနော် Arsenal ဒီမနှစ်က2020နဲ့2020နဲ့5ခုနှစ်မှာအဲ့ဒီသေ2ပွဲကဇီးဇီးနဲ့ကျွန်တော်တို့1-1သေကြခဲ့တာဖြစ်ပါတယ် Everton အင်ကွင်းမှာ1-1သေကြခဲ့တဲ့ Arsenal အင်ကွင်းမှာဇီးဇီးသေကြခဲ့တဲ့ပွဲစဉ်2ပွဲကသေ2ပွဲဖြစ်ပါတယ်အဲ့တော့ Arsenal အသင်းအနေနဲ့ Everton အသင်းနဲ့တွေ့တိုင်းကျွန်တော်တို့ရုန်းကန်ရတယ်ဆိုတာအချက်လက်တွေကျွန်တော်တို့ပြောလို့ရတယ်လို့ကျွန်တော်တို့အချက်လက်ကိုကြည့်ပြီးတော့ Arsenal အသင်းကအသာစီးရွက်ရနေတယ်လို့တော့ကျွန်တော်ပြောလို့မရဘူးဗျတေးကြတာ Everton နဲ့တွေ့တိုင်း Everton က Arsenal ကိုကောင်းကောင်းဒုက္ခပေးတာကောင်းကောင်းဒုက္ခပေးနိုင်တဲ့အသင်းဆိုတာကျွန်တော်တို့ဘယ်တော့မှမေ့ထားလို့မရဘူးဗျအဲ့တော့နောက်ဆုံး2ချိန်တေးကြတာတော့ပဲကြည့်နော်အဲ့တော့ဒီပွဲကကျွန်တော်တို့ရုန်းကန်ရမယ့်ပွဲမဟုတ်သည့်တိုင်အောင်ကျွန်တော်တို့ကြည့်လို့တကယ်ကောင်းလာမယ့်ပွဲဖြစ်တယ်လို့ကျွန်တော်တို့ Arsenal နဲ့လည်းခက်ခဲမလားပေါ့နော်ကျွန်တော်ဒါတွေးမိတဲ့အပိုင်းတစ်ပိုင်း Okay အဲ့တော့ Everton ဘက်လေကျွန်တော်အရင်ဆွေးနွေးကြအောင်ဗျာEverton ကကျွန်တော်နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင် Manchester United ကိုအဝေးကွင်းမှာ 1-0 နဲ့နိုင်ထားတယ် Newcastle ကိုအိမ်ကွင်းမှာ 4-1 နဲ့ရှုံးထားတယ်ဘုံမောက်ကိုအိမ်ကွင်းမှာဘုံမောက်ကိုအဝေးကွင်းမှာ 1-0 နဲ့နိုင်ထားတယ် Nottingham Forest ကိုအိမ်ကွင်းမှာ 3-0 နဲ့နိုင်ထားတယ် Chelsea ကိုအဝေးကွင်းမှာ 2-0 နဲ့ရှုံးထားတယ်နောက်ဆုံးပွဲစဉ်ဖြစ်เนาะအဲ့တော့ရှုံးပွဲ2ပွဲနိုင်ပွဲ3ပွဲနဲ့သေလုံးဝမရှိထားဘူးနောက်ဆုံး5ပွဲမှာ Everton နဲ့နောက်ဆုံး5ပွဲမှာသေလုံးဝမရှိထားဘူးဒါကိုကြည့်ချင်းအဖြစ်Everton သင်းရှီကသေကြဖို့တော့မဖြစ်နိုင်ဘူးလို့ကျွန်တော်အကြမ်းမြင်သုံးသပ်ချင်တယ်ဗျာနော်ဒါတစ်ပိုင်းပေါ့ပြီးတော့ကျွန်တော်တို့ Everton သင်းဒီလက်ရှိ Premier League 16ပွဲကစားတဲ့အခါမှာနိုင်ပွဲ9ပွဲရှိတယ်နော်ရှုံးပွဲ6ပွဲရှိတယ်သေ3ပွဲရှိတယ်ရမှတ်24မှတ်နဲ့အဆင့်6ထိရက်တည်လာအဆင့်6ထိရောက်လာပြီအဲ့တော့ David Moyes ကစူးစမ်းအထောက်မှု David Moyes နဲ့အတူပေါ့နော် Everton သင်းကပြန်လဲဥပေါ်လာတယ်လို့ကျွန်တော်ညွှန်းရမလို့ဖြစ်နေတယ်ဘာလို့လဲသူ့ရဲ့ပြန်လဲတိဆောက်ပုံနဲ့အသင်းကိုပြန်လဲတိဆောက်ပုံနဲ့ဟလားပြီးတော့ကျွန်တော်နောက်ဆုံးကျွန်တော် Chelsea နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းကျွန်တော်ရှုံးမဲ့တာရှုံးသွားတာ Chelsea နဲ့ပွဲမှာသူတို့ရှုံးမဲ့တာရှုံးသွားတာကျွန်တော်တို့ဘာလဲဆိုတော့ပေါ်ပေါ်ပဲရှုံးသွားတယ်ရှုံးပွဲမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တာနော်ဘယ်မှာပိုတိတာလဲဆိုခင်ဗျလက်ရှိရမှန်းနဲ့လက်ရှိအဆင့်ကိုပဲခင်ဗျားတို့ကြည့်လိုက်ကျွန်တော်ပြောတာဟုတ်တယ်နော်အဲ့တော့ Everton သင်းဒီလက်ရှိချိန်မှာအကောင်းဆုံးမဟုတ်နေသည့်တိုင်အောင်သူကောင်းဆုံးအသင်းကြီးတွေရင်ဆိုင်နေတဲ့အသင်းလက်ရှိချိန်ကြီးဖြစ်နေစေဆိုတာကို David Moyes ကကျွန်တော်တို့လက်ရှိအဆင့်နဲ့အမှတ်ကိုကြည့်ရပြီကောင်းကောင်းသက်သေပြထားတယ်လို့ကျွန်တော်ကသုံးသပ်ချင်တာ Okay အဲ့တော့အခုတွေ့မယ် Arsenal နဲ့ပွဲကိုလည်း David Moyes နဲ့เนาะကျွန်တော်တို့ဒီ Everton အသင်းသားတွေအနေနဲ့အကောင်းဆုံး Arsenal အသင်းစီကနေပြီးတော့အကောင်းဆုံးရမှတ်ရနိုင်သမျှရမှတ်အမှတ်ပြည့်တော်၎င်းတမှတ်တော်၎င်းရနိုင်သမျှရမှတ်ကိုခွဲယူဖို့အတွက်သူတို့အိမ်ခွဲမှာကျွန်တော်တို့ယာနှုံးပြပြင်ဆင်ထားလိုက်မယ်ပြင်ဆင်လာလိုက်မယ်လို့ကျွန်တော်ကတော့ဒီဟာလေးကိုကျွန်တော်ခံမှန်းသုံးသပ်ချင်ပါတယ်ခင်ဗျာ Okay အဲ့တော့ Arsenal အကြောင်းလေးကျွန်တော်ထပ်သွားမယ်ဗျာ Arsenal ကတော့သိကြတဲ့အတိုင်းပဲဗျာနောက်ဆုံး Wolves နဲ့ပွဲစဉ်ကျွန်တော် Premier League ပွဲစဉ်16နောက်ဆုံး Wolves နဲ့ပွဲစဉ်မှာကျွန်တော်တို့အချိန်ပိုနောက်ဆုံးရတဲ့ဂိုးနဲ့ကျွန်တော်2-1နဲ့နိုင်ခဲ့တာနော်သွင်းလဲရတဲ့ဂိုးတွေကလည်းကိုယ်တိုင်သွင်းတာတစ်လုံးမှပါမယ်ကျွန်တော်စူးစမ်းထုတ်မှုကြောင့်ရခဲ့တဲ့ဂိုးတွေလို့ပဲကျွန်တော်တို့ဒါအားလုံးကတော့သိကြတဲ့အတိုင်းပဲလေနော်ဒါဒီပွဲမှာဖြစ်သွားတဲ့အကြောင်းအရာတွေအများကြီး Okay အဲ့တော့အဲ့ပွဲမှာကျွန်တော်တို့ဖြစ်သွားတဲ့ဟာလာပုံစံကတော်တော်ဗျာဘယ်လိုပြောရမလဲတော်တော်အဆင်မပြေတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ဒါ Arsenal မှာဟုတ်ပါလေစဆိုတဲ့ပုံစံမျိုးပေါ့ဗျာနော်အဲ့တော့ဒီတစ်ပတ်အတွင်းမှာဆိုလဲ Wolves နဲ့ပွဲပြီးတော့ကျွန်တော်တို့ဒီမနက်ဖြန်စနေနေ့ညမကန်ခင်ထိကနောက်စနေနေ့ညပွဲမှာမကန်ခင်ထိကကျွန်တော် Wolves နဲ့ပွဲပြီးတဲ့ကျွန်တော်တို့အနားရထားတဲ့ကျွန်တော် Wolves နဲ့ပွဲပြီးတော့2ရက်တိကစားသမားတွေကိုအနားပေးလိုက်တယ်လေ့ကျင့်ခန်းနဲ့မစင်းရအောင်ဆိုတဲ့ပုံစံမျိုးအနားပေးထားတယ်ပြီးတော့ကျွန်တော်လေ့ကျင့်ခန်းပြန်ဆင်းတဲ့အခါမှာလည်းကျွန်တော်ဘာလုပ်ထားလဲဆိုတော့ကစားသမားတွေကိုကောင်းဆွေးနွေးပွဲတွေလုပ်ထားပုံရတယ်
အဲ့တော့ training မှာမြင်ရတဲ့ပုံတွေဟလာ video short video တွေတက်လာတဲ့ပုံစံတွေရဒီကောင်တွေစိတ်သက်တွေအများကြီးပြင်ဆင်ပြောင်းလဲထားတယ်ပြန်ပြီးတော့ဘယ်လိုပြောရမလဲ reboot လုပ်ထားတယ်လို့ကျွန်တော်တို့မြင်မိတယ် training ပုံရိပ်တွေနဲ့ training video clip တွေကိုကြည့်ခြင်းအားဖြင့်ပေါ့နော်အဲ့တော့ Mikel Arteta နဲ့တူကစားသမားတွေကကျွန်တော် hoop နဲ့ပွဲပြီးမှလဲသူတို့ဒီ dressing room နဲ့မှာကျွန်တော်တို့ဝယ်လဲခန်းထဲမှာဟာလားသူတို့အချင်းချင်းပြန်လဲဆွေးနွေးသုံးသက်အဲ့ဒါကြတော့ကျွန်တော်တို့ရန်ဖြစ်စကားများတာမဟုတ်ဘူးဗျမင်းတို့ဘယ်လိုဖြစ်ကြအောင်ဘာလို့ညောင်ဒီလိုပြောနေတဲ့စကားလုံးတွေပါကောင်းပါနိုင်တယ်သို့တော့ဒါရံပြက်စကားများတာမဟုတ်ဆွေးနွေးတိုင်မင်းနဲ့ငါတို့အသင်းဒီလိုဖြစ်လို့မှဒါအာဆင်နယ်ဒီလိုဖြစ်လို့မရဘူးတယောက်နဲ့တော့ဒီလိုပြောကြခင်ဗျားတို့မှတ်မိလားမသိဘူးเนาะအာဆင်နယ်မှာခင်ဗျားတို့ကောင်းကောင်းကြီးမှတ်မိမလားတော့မသိဘူးအာဆင်နယ်မှာအဲ့လိုပုံရိပ်တွေမတွေ့တာတော်တော်ကြာပြီအခုကျွန်တော်တို့တွေ့လာပြီမြင်လာပြီအစင်ပြေလာရပြီကျွန်တော်တို့အသင်းမှာဒီလိုပုံစံနဲ့မြင်ချင်းအဖြစ်ကျွန်တော်တို့အသင်းဒီတကယ်ကိုအောင်မြင်လို့စိတ်အပြည့်ရှိတဲ့အသင်းဖြစ်နေစေဖြစ်လာလိမ့်မယ်ဖြစ်လာနေပြီဖြစ်လဲဖြစ်နေတယ်လို့ကျွန်တော်တို့ယာနှုံးပြည့်ယုံကြည်လို့ရပြီလို့ကျွန်တော်ကတော့ဟာလာကျွန်တော်သုံးသက်ချင်တယ်သူတို့လက်ရှိဖြစ်သွားတဲ့ပုံစံလေးကိုပေါ့နော်အဲ့တော့ဒီဟာတွေအပြင်မှာဂျားရက်ကျွန်တော်2ရက်တိတိအနားပေးတဲ့ဂျားတိုင်းမှာလည်းသူတို့ဒါကတော့ကျွန်တော်တို့ official တော့မထုတ်ဘူးပေါ့ဗျာကစားသမားတွေနဲ့နေပြရလဲကျွန်တော်အနှဲငယ်တော့ကျွန်တော် meeting သဘောမျိုးနဲ့ဆွေးနွေးမှုတွေလုပ်ခဲ့ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်တူးကြောအမြင်ပေါ့နော်အဲ့တော့ပြီးတဲ့အခါမှာကျွန်တော်ဗာလဲဆိုတော့နေပြအဖွဲ့ဝင်တွေအနေနဲ့လည်းသူတို့မလိုလားအပ်တဲ့ပုံစံမျိုးတွေသူတို့မြင်ရတဲ့အခါမှာသူတို့ဗာလဲပြောဒီတစ်ပတ်အတွင်းမှာသူတို့စိတ်တက်တွေရောကစားသမားတွေရောအားလုံးပြင်ဆင်ထားလိမ့်မယ်ဆိုတာကိုကျွန်တော်တို့အခုလက်ကြည့်လေ့ကျင့်ခန်းဆင်းနေတဲ့ video clip တွေထွက်လာတဲ့ဓာတ်ပုံတွေကကျွန်တော်တို့သိတာသူတို့မျက်နှာတိုင်းမှာမြင်ရတယ်ဗျာကျွန်တော်ဘေးလူကပုံမြင်ရတယ်သိရမလားသူတို့မျက်နှာတိုင်းမှာအဲ့တော့နေပြောက်ကစားသမားတွေပါဒီလိုဖြစ်လာတဲ့ဥစ္စာကိုကျွန်တော်တို့ဘာလဲဆိုတော့ bounce back ပြန်လုပ်ဖို့လိုတယ်ဗျာကျွန်တော် bounce back ကဒီပွဲရှုံးပြီးနောက်ပွဲနိုင်တယ်အောင် bounce back ပြန်လုပ်တာဖြစ်တယ်လို့သူတို့စိတ်ဓာတ်တွေလည်း bounce back ပြန်လုပ်ဖို့လိုတယ်အဲ့လိုမှ bounce back ပြန်မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ဒီအသင်းနဲ့ကစားသမားတွေအောင်မြင်မှုလက်တကမ်းမှာမြင်နေရတဲ့အောင်မြင်မှုတော့ယူဖို့မလွယ်ဘူး။ဘာလို့လဲဆိုတော့ဂျားထဲမှာကျွန်တော်တို့မက်ဆီးက2မှတ်အကွာဖြစ်သွားဟာလားရူဘင်ဒီယက်စ်ကနော်ရူဘင်ဒီယက်စ်ကတော့ကျွန်တော်တို့တင်ပြောရင်မိုချိုးမြေချိုးဘာဖြစ်တယ်ညာဖြစ်တယ်ဗျာ။ Okay နော်ဘက်ကွာဒီယိုလာကျတော့မြောက်တယ်လို့ဆွဲချတယ်လို့နဲ့ဘက်ကွာဒီယိုလာအတကုံတမအဲ့တော့ဒီကောင်တွေရဲ့ပုံစံဒါကျွန်တော်တို့အာဆင်နယ်ကအရင်အာဆင်နယ်ထင်လို့တို့ကမိုင်းဂိမ်းဆော့တာဆူတောင်းလို့ကျွန်တော်ကမျက်နှာချင်းဆိုင်တွင်ကျွန်တော်ပြောလိုက်ချင်တာဆူတောင်းလို့မရတော့ဘူးအခုအာဆင်နယ်ကကစားသမားတွေကိုပဲကြည့်ဟုတ်ဖြစ်နေတဲ့ပုံစံအဲ့တော့ကျွန်တော်တို့အသင်းကဗျာဘယ်လိုပဲဖြစ်ဖြစ်ဒီဟာဒီမှာရှုံးပွဲ2ပွဲသေပွဲ3ပွဲနဲ့အတူတူပေးကို10ကိုပဲရှိထားတဲ့အာဆင်နယ်အသင်းကဒီလိုပွဲမျိုးတော့ခမရအမှားခံပြီးတော့ကစားလိုက်မယ်လို့ကျွန်တော်တော့မထင်ဘူးဗျာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် Everton အဝေးကွင်းကိုသွားကန်မှာခက်ခဲနေသည့်တိုင်အောင်အာဆင်နယ်အသင်းနဲ့ဒီနေ့ပွဲကိုနိုင်ဖို့အတွက်ယာနှုံးပြည့်ဆိုတာတဲ့ပိုတော့ဟုတ်လားယာနှုံးပြည့်ဆိုတာတဲ့ပိုတော့နော်နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်ထက်ပိုတော့စိတ်စွမ်းအားတွေနဲ့အတူတူ Everton ကွင်းကိုသွားကန်လိမ့်မယ်လို့ကျွန်တော်တော့သုံးသပ်ချင်တယ်ဗျာဒီပွဲကိုအဲ့လိုလေးကျွန်တော် Arsenal ပေါ်ကျွန်တော်သုံးသပ်ချင်တယ်ဒီပွဲနဲ့ပတ်သက်လို့ Okay အဲ့တော့ Arsenal နဲ့ပတ်သက်လို့ကျွန်တော်ဒီမှာပဲကျွန်တော်ဗီဒီယိုလေး Arsenal သုံးသပ်တာဒီမှာပဲရပ်လိုက်မယ်အဲ့တော့ကျွန်တော် Everton အကြောင်းလည်းသုံးသပ်ပြီး Arsenal အကြောင်းသုံးသပ်ပြီးဆိုဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်နောက်ဆုံးဟလာကိုရလိုက်လေကျွန်တော်ခံမှန်းသုံးသပ်လိုက်ကျွန်တော်ရဲ့တူတယောက်အမြင်ကျွန်တော်ခံမှန်းလိုက်ချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်စနေနေ့ညတင်းနေ့မနက်စော2နာရီခွဲမှာကန်မယ် Everton နဲ့ Arsenal ပွဲစဉ်အတွက်ကျွန်တော်တူတယောက်ကဟလာခံမှန်းသုံးသပ်ချက်အရာတော့ကျွန်တော်ကတကယ်လို့များကျွန်တော်ဒီပွဲကိုကျွန်တော်ဒီဇင်ဘာလခွန်းနေတွက်တဲ့ပွဲမှာဒီပွဲကိုကျွန်တော်သေမှန်းတာတကယ်လို့များသေကြခဲ့ရင် Arsenal ဒီ Everton နဲ့1-1သေကြခဲ့ပြီးတော့1-1သေကြခဲ့ပြီးတော့တကယ်လို့နိုင်ရမယ့်အသင်းဆိုရင်တော့ Arsenal ဒီ Everton ကို1-0မဟုတ်နော် Arsenal ဒီ Everton ကို Arsenal 1 Everton 0မဟုတ် Arsenal 1 Everton 2အဲ့တော့ 0-1 သို့မဟုတ် 1-2 နဲ့ Arsenal နိုင်သွားလိမ့်မယ်လို့တော့ကျွန်တော်ကဟလာကျွန်တော်ဒုတိယအမြင်ကိုဒီမှာခံမှန်းသုံးသပ်လိုက်ချင်ပါတယ်ခင်ဗျာ Okay ပါအဲ့တော့ကျွန်တော်ရဲ့ဒီ Everton Arsenal ပွဲကြိုသုံးသပ်ချက်လေးကိုကျွန်တော်ခံမှန်းသုံးသပ်တဲ့ဗီဒီယိုလေးကိုဒီမှာနဲ့အဆုံးသတ်ချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုဝင်ရပေးကြဆိုညီကောင်တို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော် channel like and subscribe လုပ်ပြီးအားပေးကြပါဦးအားလုံးကိုကျေးဇူးပါခင်ဗျာ